ဒီနေ့ကျွန်တော်တို့မီတင်မှာကြုံလဲရတဲ့စိတ်မကောင်းစရာသတင်းလေးတစ်ခုကိုကျွန်တော်ပြောပြခြင်းပါတယ်ခင်ဗျဒီနေ့ခေတ် social media တွေကျေပြန့်လာတာနဲ့အတူလူလေလူညာတွေပေါများလာတာနဲ့အများလူတဦးချင်းတက်ရောက်ချင်းမှာတယောက်နဲ့တယောက်ယုံကြည်မှုတွေညော့နေလာကြတယ်ခင်ဗျအဲ့ဒီအတွက်ဆုံးရှုံးမှုတွေလည်းရှိလာတာပေါ့နော်အဲ့ဒါလေးကဒီနေ့ကျွန်တော်တို့လက်တွေ့ကြုံခဲ့ရတယ်ခင်ဗျအဲ့ဒါကကျွန်တော်အတန် power fiber internet ကနေပြီးတော့ထပ်ဆောင်အပေါ်သုံး promotion တွေနဲ့ကျွန်တော်၄လစာယူရင်2လအပေါ်ရတယ်6လစာယူရင်3လအပေါ်ရတယ်ကျွန်တော် promotion တွေကိုယူထားတဲ့ customer တွေကိုကျွန်တော် customer ဖောက်ပေးတာပေါ့တပတ်တစ်ခါအနေနဲ့10သိန်းကျပ်ကို customer 2ဦးထိမဲဖောက်ပေးသွားမှာဖြစ်ပြီးတော့၄လစာပေးဆောင်ထားတဲ့ customer ကိုလက်မှတ်တစ်စောင်ထည့်ဖောက်ပေးပြီးတော့6လစာဆောင်ထားတဲ့ customer ကိုတော့လက်မှတ်3စောင်ထည့်ပြီး customer ဖောက်ပေးပါတယ်ခင်ဗျအဲ့ဒီအစီအစဉ်လေးကိုကျွန်တော်တို့ဒီနေ့မဲဖောက်ပေးတဲ့အခါမှာ customer 2ဦးက10သိန်းကျပ်မဲပေါက်သွားပြီမဲ10သိန်းကျပ်နဲ့လွဲချော်သွားခဲ့တာပေါ့နော်ကန်ဆယ်မဲပေါက်ကြောင်းကိုကျွန်တော်တို့ရုံးဘက်ကဖုံးဆက်ပြီးအကြောင်းကြားခဲ့ပေမဲ့လည်းမတ်ပုံတင်နံပါတ်ပြောမှမယုံကြည်တဲ့အတွက်အဲ့ဒီ10သိန်းကျပ်လေးကိုကန်ဆယ်လုပ်သွားပါတယ်ခင်ဗျာဒါကြောင့်အလိညာတွေပေါများလာတဲ့ခက်မှာကျွန်တော်တို့စုချင်းငွေကြီးပေါက်ပေမဲ့လည်းတယောက်နဲ့တယောက်ယုံကြည်မှုအားနေတဲ့အတွက်ကျွန်တော်စုချင်းငွေနဲ့လွှဲချော်ခဲ့ရတယ်ဒါကြောင့်ကျွန်တော်ရဲ့ချစ်ကကားတွေလည်း10သိန်းကန်ဆယ်မဲပေါက်တယ်ဆိုပြီးကျွန်တော်တို့ရုံးဘက်ကဖုံးဆက်ခဲ့ဆိုချက်ချင်းကန်ဆယ်လုံးမပြစ်ပါနဲ့ကိုယ့်ကို Wi-Fi order တင်ပေးတယ်အယောင်းဝန်ထမ်းကိုတိုက်ရိုက်ဆက်သွယ်အတီးပြုပြီးမှကန်ဆယ်တင်ကန်ဆယ်လို့ရပါတယ်နော်တကယ်ပေါက်ရတာနဲ့ကန်ဆယ်လိုက်ပြီလို့ဆိုရင်နှမျောစရာဆုံးရှုံးမှုကြီးဖြစ်သွားနိုင်လို့ပါခင်ဗျာအဲ့ဒီအကြောင်းလေးအသိပေးရင်းနဲ့ကျွန်တော်စီမှာ Wi-Fi order လာတင်လို့ရပါတယ်နော်အတန် Wi-Fi သုံးဖို့အတွက် Wi-Fi order တင်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်3999863339 39996649ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာအားလုံးပဲလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ